video ရရင်တော့သူ့ like ပါတယ်စီလို့လည်းခေါ်ရပါတယ်ရှင်ဒီနေ့ကတော့ next က idea တွေပြတာပါဖြစ်ပါတယ် let's go နောက် idea တွေလည်းလောက်ထားတာဆိုတော့အကြည့်ကြလိုက်ရအောင်နော်ခုံငါတစ်ချောင်းခုံငါတစ်ချောင်းငါတုံးလေးကိုတုံးတုံးနေချောင်းတော့ကြည့်ပါမယ်ရှင့်ကဲလုပ်ပါမယ်ရှားတော့ပါပြီချင်တယ်ဒီလိုမျိုးရနေကြရရဆိုရင်ဒီ ID လေးပေါ့နော်ဒီ ID လေးပါမှတ်သွားကြနော် Okay ဒီကနေဝင်ရမှာပါမိုက်ပါတယ်နဲ့ serious ကြိုက်သွားပြီပေါ့နော်တကားအိတ်ခမ်းမှာဒီကတော့ကိုအိတ်အောက်မှာမအိတ်ချင်တယ်နဲ့ပေါ့မှာပဲအိတ်ချင်နေဆိုရင်ဒါကတော့ဟေချိုးခမ်းလေးပါရှင်အဆွေ product ကိုတော့ကြမယ် product ကတော့ရှောက်ပါပြီဒီမှာပါကိုဒီအခက်မှာအချင်းနဲ့အရာရပေါ့နော်တကားဝင်ရတာထွက်ပြရပါအချင်းမှာပါတခြားအခန်းရှိသေးတာတော့ကြည့်ပါမယ်တခြားအခန်းမရှိတော့ပါဘူးဒီတစ်ခန်းရဲ့အောက်ကတစ်ခန်းရဲ့ပဲရှိပါတယ်ဒီမှာလည်းဝင်ရထွက်ရပါတယ်ဒီခန်းဟာရဟောဒီမှာခန်းတက်ရှိသေးတယ်နော်ဆရာတို့ဒီခန်းလေးကိုကြိုက်သွားပြီဒီမှာပဲနေတော့မယ်ဒီမှာပါတော့ share လို့ရတယ် Okay လိုက်ပြပြီစတော့ဒီမှာကျတော့ရေချိုးခန်းကကျတော့အောက်မှာပဲရှိပါတယ်ဒီမှာအပြင်နေပါထွက်ရပါတယ်ကွာဒီမှာဇဝဲကောင်တို့ဟိုဟာထိုင်မွညာလို့ချင်တော့ဒီ menu ရဲ့ဝင်မယ်menu ရဲ့ props ရဲ့ဝင်မယ်ပြီးတော့ကိုကြိုက်တဲ့ကိုလုပ်လို့ရပါရှင်အဲ့တော့ပါပေးတော့ video ရတော့အောင်မတာ